နောက်ခင်မုံနဲ့ချင်းပြည်နယ်မြောက်ပိုင်းနဲ့ကလေးကမော်ဒေသမှာနေထိုင်ပြီးဇူမီညာမိမိလူမျိုးနာမည်အမှန်ဇူမီခေါ်ဆိုကြရရင်ကုညီပေးနိုင်လားတဲ့ကျမတို့ကလေဒီဇူမီမျိုးသားကွန်ဂရက်နဲ့အင်တာမနိကတဲ့မဟာမိတ်များဖြစ်ပါတယ်။ဒါဆိုတော့ပြောသွားတယ်ပေါ့နော်။ကျမတို့ဒီနှစ်20ကျော်မှာတော့ကိုဒုက္ခတော့ကိုဒုက္ခရောက်တဲ့အချိန်မှာဒီကဲကိုမိကောင်းဆွေကောင်းများအဖြစ်ဒီကဲကိုသစ္စာရှိတဲ့ရဲဘော်ရဲဘက်ညာအဖြစ်ဒီဇိုဘီမျိုးသားကွန်ဂရက်ကပါပါတယ်။ကျမတို့ဒီရက်တည်ရတယ်။အခုဒီနောက်ပိုင်းမှာဇိုဘီမျိုးသားကွန်ဂရက်ဆိုတဲ့နာမည်နဲ့ပြန်ပြီးတော့ဒီပါတီကိုမှတ်ပုံတင်ကိုကြိုးစားရတဲ့နေရာမှာအခက်အခဲတွေရှိတယ်ဆိုတော့ကျမတို့သိရတော့အဲ့တော့ကျမကတော့ဒီမိုကရေစီဘက်လည်းဥတည်နေတယ်လည်းပြောသေးတယ်ကိုသုံးချင်တဲ့နာမည်ကိုဖွဲ့စည်းခဲ့အတွက်ကိုသုံးတာကိုခွင့်မပြုဘူးဆိုတော့ဘယ်လိုမှလေးပဲမရှိဘူးဆိုတာပြောတယ်ဒီကိုသုံးတဲ့နာမည်ကဥပမာအားဖြင့်ဆိုတော့အင်တာမဆိုးရတဲ့နာမည်ဆိုတော့ဥပမာအားဖြင့်ဆိုလို့ရှိရင်ဘယ်သူကိုဆန့်ကျင်ရေးလို့ဘယ်သူကိုမုန်းရေးလို့အဲ့လိုမျိုးဆိုရင်တော့မရဘူးပေါ့အဲ့ဒါလည်းပါတီစည်းစိမ်ကမဟုတ်ဘူးစီတိုင်းကိုစီကဥပဒေနဲ့ဆန့်ကျင်လို့မရပါတီမဟုတ်တဲ့စီတိုင်းနဲ့ဥပဒေနဲ့မဆန့်ကျင်ဘူးဆိုလို့ရှိရင်ကိုခေါ်ခြင်းတဲ့နာမည်ကိုခေါ်တာဟာဘာမှပဋိပက္ခမဖြစ်စေဘူးဆိုရင်ဘာဖြစ်လို့လုပ်ပါတယ်မရှိရမှာဒါကဒီလိုပြောတာဟာဇိုမီအမျိုးသားကွန်ဂရက်နဲ့ဒီစားလို့ပြောတာမဟုတ်ပါဘူးဒီသူတို့ရဲ့ကျေးဇူးကိုတော့အတိမပြုခြင်းလို့ပြောတာပါကျွန်တော်တို့ကကျေးဇူးဆိုတာတတ်နိုင်တဲ့နေရာမှာအတိမပြုပါဒီလိုကျေးဇူးတရားရာအတိမပြုလို့ဆိုတာခွင့်ရရတယ်ရတာပေါ့ပါအဲ့တော့ခွင့်ရရလို့တော့ဒီဇိုမီမျိုးသားကွန်ဂရက်ကျေးဇူးတင်တော့ကျမတို့ကဘယ်လောက်သစ္စာရှိခဲ့တဲ့မဟာမင်းများရှိအောင်လို့ပြောချင်တယ်နောက်ပြီးတော့လည်းဒုတိယပင်လုံးဆိုတဲ့အတွေ့အခေါ်ဟာဒီဇိုမီမျိုးသားကွန်ဂရက်ဘက်ကနေပြီးတော့2010ခုမှာဖက်ပေါ်လာတယ်လားဆိုတာလေဒီမှာအပြီးမှပြချင်ပါတယ်ပြီးတော့ကျမတို့ချင်းပြည်နယ်ကကျမတို့တိုင်းသားများဆိုတာဟာတယောက်နဲ့တယောက်ဒေသချင်းကမတူတဲ့အခါကျတော့နည်းနည်းပါးပါးမတူတာလေးတွေရှိနေတယ်ဒါတွေကိုလည်းဒီနိုင်တိုင်းနေအချင်းဒီဥစ္စာအဖြစ်ဖြစ်မှန်တယ်လည်းကျမယူဆတယ်နောက်ပြီးတော့ကျမအနေနဲ့ချင်းမျိုးသားများချင်းတိုင်းသားများကျမသဘောထားကြည့်တယ်ကျမသဘောထားကြည့်တယ်လို့ယုံကြည်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီက1000နှစ်လောက်မှာချင်းပြည်နယ်ကိုသွားတဲ့အခါကျတော့အဲ့ဒီကကျွန်တော်တော်မြန်မာနိုင်ငံအနှံ့ကိုရောက်ပြီးပါတယ်ချင်းပြည်နယ်ကဆင်းရဲချင်းပြည်နယ်ဆင်းရဲငါတို့ရောက်လာရင်ဆင်းရဲတလောက်ဆင်းရဲတဲ့ဆရာကြီးတခါတည်းကိုဒီလိုဘယ်လိုပြောမလဲဘောဓပြည့်ပြည့်ဝဝနဲ့လိုလားလားနဲ့ကျမကိုလက်ဆောင်ပနာတွေပြီးတော့ချင်းလူမျိုးတွေတော့ခေါင်းမကျမမသိခဲ့ဘူး။ဒါတော့တော့ဆင်းရဲနေတဲ့ဆရာတချို့ဆိုလို့ရှိရင်သူလည်းကင်းကနေဆွဲတဲ့ဟာတွေကတော့ချုပ်ပြီးပေးနေပါရှိတယ်။ဒါကြောင့်ချင်းလူမျိုးများဟာဘောဓရှိတယ်ဒီနှလုံးသားမွေးဖြစ်တယ်။တော့အဖြစ်ပေါ့နော်ဒီကျမမေးတဲ့ဟာကြိုက်လို့မေးတာတော့မကြိုက်လို့မေးတာလည်းကျမမသိဘူးနော်။ဒါပေမဲ့ကျမတို့ဒီချင်းပြင်းတဲ့အချင်းတွေကတိုင်းသားတွေမှာအကြားထဲမှာဒီနာမည်လုံးတာမကြိုက်ဘူးခုနာမည်လုံးတာမကြိုက်ဘူး။ပြင်းနေပါ။ပြောင်းတဲ့ကြောင်နားလည်းမပြေပါဘူး။ပန်းနေတယ်အမြဲတမ်း